ငယ်ချင်းများအားလုံးမင်္ဂလာပါဒီကနေ့ကတော့ချစ်တငယ်ချင်းတို့ရေထမင်းပူပူလေးနဲ့ဟင်းအမဲဆုံဆုံလင်းလင်းလေးနဲ့ထမင်းကိုအားရပါရစားမှဖြစ်တဲ့အတွက်ကြောင့်မလို့တငယ်ချင်းများအားလုံးကိုထမင်းစားဖိတ်ခေါ်ပြစီခင်ဗျာဒီကနေ့စားမယ်ဟင်းကတော့ချင်းချင်းငငဆက်ဆက်နဲ့ထောင်းထားတဲ့ဂွေးသီးထောင်းကလေးရဲ့ခါခါလေးနဲ့စားလို့ရမ်းကောင်းတဲ့ချဟင်းကားသီးကိုလည်းဝတ်သားလေးနဲ့ကြော်ထားတဲ့ချဟင်းကားသီးကြော်လေးရဲ့တို့စရာအစုံလင်လေးရဲ့ငဖေဝမ်းဟီစမ်းချက်ကလေးရဲ့နဲ့ဟာရပါရထမင်းစားမှာဖြစ်ပါတယ်ဟင်းနေပါလဲဆိုရတာကလည်းချင်းငန်ဆက်မွေးခါရန်ကိုစားလို့ကောင်းတဲ့အတွက်ကြောင့်မလို့ထမင်းပူပူလေးနဲ့တွဲစားလိုက်ရင်တော့ဒါကတော့ထမင်းတစ်ပကံနဲ့စားလို့မလောက်ပါဘူးနောက်ထပ်ထမင်းယူရမှာထပ်ပြီးတော့တေချပါတယ်ခင်ဗျာတကယ်ချင်းတို့လည်းကျွန်တော်နဲ့အတူတူထမင်းစားဖို့ဖိတ်ခေါ်ပြစီစားကြပါအောင်ခင်ဗျာကျွန်တော်ကတော့ထမင်းဆက်ပြီးတော့စားလိုက်ပါအောင်မယ်我要扁片干的。
ကျွန်တော်ရဲ့ထမင်းစားဗီဒီယိုလေးကိုသဘောကျတယ်ဆိုလို့ရှိရင်တော့ like and share subscribe လေးလုပ်ဖို့ရမမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာအားလုံးနှုတ်ဆက်ပါတယ်တတာ